ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။မင်းရဲ့ audio book channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့ကျုံရဆုံရလူဘဝဆိုတဲ့ရင်ခုန်စိတ်လှုပ်ရှားစရာဝတ္ထုကောင်းလေးတစ်ခုကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးတော့မှာဖြစ်လို့လေအဆုံးထိလိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။ကဲဒါဆိုရင်တော့ intro လေးပြီးသွားရင်စလိုက်ကြရအောင်ပါနော်။ရန်ကုန်မြို့တနေရာကပြန်ကြရက်ွက်ရဲ့မနက်ခင်းလေးဟာပုံမှန်နေ့တွေလိုပဲလက်လုံလက်စားဈေးသည်စိုက်ကားသမားတို့နဲ့နှိုးထအသက်ဝင်လျက်ရှိတယ်။ကားမက်တိုင်းနဲ့နီးပြီးရက်ွက်ဈေးလေးလည်းရှိတာကြောင့်ဒီချိန်ဆိုအလုတ်သွားကြမဲ့သူတွေလည်းကားမက်တိုင်းမှာစုပြုံနေတတ်ပြီးဈေးသွားဈေးလွှာတွေကြောင့်လည်းမနက်ခင်းချိန်တွေဆိုပုံမှန်ထက်လူစီကားနေတတ်တာလည်းဖြစ်သည်။မကြီးရေဟဲငါမောင်ဒီနေ့စောလာကြည်လားဟုတ်တယ်မကြီးရေဒီနေ့လစာထုတ်ရက်ဆိုတော့စောစောသွားမှရမယ်လေဒါနဲ့အမစည်းနဲ့ပဲနော်ဟုတ်တယ်လေမကြီးကလည်းကို့မောင်စားနေကြဟာတော့မေ့နေပြီလားမမေ့ပါဘူးရှင်တေးကြအောင်မေးတာပါဒီရက်ွက်လေးကိုစားရောက်ကလေးကဝယ်စားနေကြဖြစ်တဲ့မန်နီးရဲ့ကိုရဆိုင်မှာကုန်းဝဲပြီးရုံးတို့ထွက်လာခဲ့တယ်ရန်ကုန်မြို့ကအလောက်ကင်ခွင်လန်းပေါများပေမဲ့သွားရေးလာရေးနဲ့နေရေးစားရေးကခက်ခဲလာတယ်မလားကိုရီနေမှာလို့လက်ဆက်တဲ့အစားအသောက်တွေနဲ့လေကောင်းလေတန့်ရဖို့ဆိုတာဝေးလာဝေးရန်ကုန်ရောက်တာဖြစ်ကြပြီချဲအေးတဲ့ဆောင်းကိုတော့တခါမှမကြုံဘူးသေးဘူးကျွန်တော်နေတဲ့နေရာနဲ့အလုပ်ရှိရာရုံကနိုင်ဝက်လောက်ပဲကားစီရတာလေအလုပ်ကလည်းလူသုံးကုန်ပစ္စည်းတွေရောင်းတဲ့လျှက်စစ်ဆိုင်ကြီးတစ်ခုမှာစူပါဗိုင်ဇာအနေနဲ့လုပ်ရတာတာဝန်ကြီးပေမဲ့လစာကောင်းတယ်လို့ပေါ့ပေါ့ပါပဲလုပ်ရတာဆိုတော့သိမပင်ပန်းတခါတလေအဝယ်များတဲ့နေ့တွေ promotion ရှိတဲ့နေ့တွေဆိုရင်တော့တနေ့ကုန်မတက်ရရတယ်ကိုရနိုင်ဒီနေ့စောတယ်နော်ကြီးကငါ့ထက်စောရောက်နေပြီဆိုင်ရောက်ချင်းရင်းနှီးနေပြီဖြစ်တဲ့အယောင်းဝင်တဲ့ကောင်မလေးတယောက်ကလှမ်းစားလို့ပြန်စားရင်ရုံးကန်ရှိရာသို့လိုက်လာခဲ့တယ်ရန်နိုင်ရေရောက်ပြီလားပြီးရင်အမရုံကန်စီလာခဲ့ဦးနော်လာကုန်ရဲ့အချို့သားဆုံးအတန်ကိုပြောပါဆိုရင်မက်နေကြီးရဲ့သူ့ရုံကန်စီကိုခေါ်တဲ့အတန်လို့ပဲပြောရမယ်ဘာလို့လဲဆိုတော့မက်နေကြီးကဒီဇိုင်းရဲ့ယာတူအကြီးဆုံးမန်နေဂျာဖြစ်ပြီးဒီလိုခေါ်တာဆိုရင်လစာထုတ်ပြီးဖို့ခေါ်တာကြောင့်ဖြစ်တယ်ဒီလျှက်စစ်နဲ့ပတ်သက်တဲ့လူသုံးကုန်ရောင်းဆိုင်ကသမီးပေါင်းကနေစားလို့အဝတ်လျှော်ဆက်ရေခဲတက်တာကအစားရပြီးဝန်ထမ်းအင်အားကမန်နေဂျာမန်နေကြီးပါဝင်15ရက်လောက်တော့ရှိသည်ကျွန်တော်ကစူပါဗိုင်ဇာရောက်ရောက်လက်ထောက်မန်နေဂျာရောက်ရောက်ဆိုတော့မန်နေဂျာပြီးရင်ဝန်ထမ်းတွေကိုကျွန်တော်အုပ်ချုပ်ရတယ်လို့ဖြစ်နေတာပေါ့ခုလဲမန်နေကြီးနဲ့အတူလာကျုပ်စရင်တွေခုလုံးရင်ရောင်းအားအလိုက်ဘောနပ်ပေးရမယ့်သူတွေအတွက်ပါတွက်ချက်နေကြတာမန်နေကြီးကမန်နေဂျာဆိုပေမဲ့သဘောကောင်းတယ်လို့စီကံပိုင်းနဲ့ပတ်သက်လာရင်လည်းတိကျတယ်ဒီလရောင်းအားကောင်းတယ်လို့အလုပ်ပြတ်တဲ့သူလည်းနေတော့တတိကငါတို့ဆိုင်ကိုချီးကျူးနေတဲ့ရန်နိုင်ကြီးပြီးတော့ဘောနပ်တွေလည်းအများကြီးတိုးပေးသွားတယ်ဟုတ်လားကောင်းတာပေါ့ဗျာဒါမှလည်းဝန်ထမ်းတွေကပိုကြိုးစားကြမှာအော်ဒါနဲ့ငါမောင်ကိုမန်နေဂျာရာထူးပေးပြီးလစာကိုလည်းတသိန်းထပ်တိုးပေးမယ်တဲ့ဟာတကယ်ကြီးလားပြောလိုက်တာမန်နေဂျာကစောစောပြောရောပေါ့ပြောတာလဲပြောလက်ထောက်မန်နေဂျာရာထူးကအလုပ်ပြတ်လို့လည်းမရဘူးနော်ပြီးရင်အမနဲ့အတူနေတွေလဲလိုက်ဆင်းရမှာဟုတ်လားဒါဆိုစိုက်မဘသူကြံခဲ့မှာတော့ဗျအော်အဲ့ဒါကမင်းရဲ့စူပါဗိုင်ဇာနေရာကိုဝင်မဲ့သူတယောက်ရွေးရမှာလေအဲ့ဒါများမန်နေဂျာရဲ့အဲ့ဒါများလုံးမနေနဲ့ရောင်းဝတက်နေရင်အလုပ်ပြတ်တာကကိစ္စမရှိဘူးရောင်းဝလည်းမတက်အလုပ်ပြတ်တဲ့သူကလည်းများဒီကြားထဲငါတို့မန်နေဂျာတွေကပါအလုပ်ပြတ်နေရင်တတိကဆိုင်ကိုပါပိတ်ပစ်လိုက်မယ်ဒါကြောင့်မင်းကိုအလုပ်မပြတ်ဖို့ပြောတာကျွန်တော်ကလက်ထောက်မန်နေဂျာရာထူးရပြီးကျွန်တော်နေရာအတွက်စူပါဗိုင်ဇာအစ်စ်ပါထပ်ခတ်မယ်ဆိုတော့ကို့အတွင်းနဲ့ကို
ခွင့်ရမြများယူလို့ရမယ်ထင်ပြီးပြောလိုက်တာမန်နေကြီးရဲ့စူငေါက်တာကိုလည်းတော်တော်ခံလိုက်ရသည်မန်နေကြီးကအညာဘက်ကအသားခန့်ညူညူဆိုပြီးမြဲရုပ်ရည်အတင်းတင်းနဲ့ပူရိသတွေဆွဲမှတ်လောက်တဲ့အလှပတွေနဲ့ပြည်စုံသည်ကျွန်တော်ကိုမျက်နှာသာပေးတာသိပြီးမြဲအလုတ်ထဲကအထက်လူကြီးဆိုတော့အပျော်ကြံလို့မကောင်းဘူးလေဒါကြောင့်လေလိုအပ်ရင်လိုအပ်တယ်လို့ပရိလေးတုံနေရတာပေါ့ပြီးတော့သူကအိမ်နောက်ကြပူးပြီးသားဒါကလည်းတိတာမစားသေးဘူးဒါကြောင့်လေဖြစ်ချင်တဲ့ဆန္ဒတွေကိုတိတ်ခါလေးနဲ့ထဲရင်မိစဉ်ကြီးကဖို့ပဲတွေးထားတာပေါ့ဒီနေ့ကရှားရောလဆာရောတိုးပြီးမနေ့ဖြန်ကလည်းရုံးပရဲဆိုတော့အိမ်ပြန်တဲ့ခြေလမ်းတွေကခါတိုင်းထက်တက်ကြွနေတာအမှန်အပြန်ခောက်ဆွဲကြော်တပွဲနဲ့လိုအပ်တဲ့ကွန်းစီလက်ဖက်အစုံဝဲပြီးအခန်းပြန်ရောက်ရင်ဂိမ်းစော့မယ်လို့စိတ်ကူးလိုက်သည်မာကြီးလူကြနေတာလားဟုတ်တယ်ငါမောင်ကြီးတထောင်မိုးပဲမလားအမဆိုင်သိမ်းမှလာဖို့လဲမယ်လေအဆင်ပြေလားဟုတ်ရတယ်မာကြီးမနေ့ရဲ့နာမည်ပြည့်စုံကနေဟေမန်တဲ့ပြောရမယ်ဆိုခလေးတယောက်နဲ့မုံဆိုးမှာပေါ့မနေ့ကကိုရတယ်ဆိုပေမဲ့ရွက်ချမ်းရေကြိုထက်ပိုတယ်ပြောရမယ်အသက်သာ40ကျော်လောက်ဖြစ်နေတာသူ့ဆိုင်မှာကအချိန်တိုင်းလိုလူပြည့်နေတတ်တယ်လေကျွန်တော်ဒီရက်ကလေးကိုစားရောက်ကလေးကသူ့ဆိုင်မှာဝင်စားရင်ရင်းနှီးသွားကြတာကျွန်တော်ကအစကအဆောင်မှနေတာဒီနေ့သူနဲ့စကားပြောဖြစ်ရင်အဆောင်မှာအဆင်မပြေတဲ့အကြောင်းပြောပြီးတော့သူနေတဲ့တိုက်မှာအခန်းငါလွတ်နေကြောင်းဈေးသက်သာကြောင်းလိုအပ်ရင်အခန်းပိုင်ရှင်ကိုသူပြောပေးမယ်ပြောတာနဲ့သူနေတဲ့တိုက်ကိုပြောင်းလာဖြစ်လိုက်တာပြောရမယ်ဆိုသူကအောက်ထက်ကျွန်တော်ကအပေါ်ထက်ဒါကြောင့်လဲရုံးစင်းချိန်ဆိုင်မှာလူကြနေတော့ကျွန်တော်အတွက်ကိုရကိုအပြန်ယူလာခဲ့မယ်ပြောတာသူတို့အခန်းမှာကသူ့ရဲ့သူ့သားလေးရဲ့သူ့အမေရဲ့၃ယောက်နေကြတာနှစ်ခါလောက်တော့ရောက်ဘူးတယ်ဒါကလည်းကျွန်တော်ကလျှက်စစ်ပစ္စည်းဆိုင်မှာလုပ်နေတာကိုသူသိပြီးတီဗီလိုင်းမမိတာတို့ဘာလို့ဆိုသူအကူညီတောင်းလို့သွားလုပ်ပြီးရောက်ဖူးတာပြောရမယ်ဆိုရုံးကမနေကြီးနဲ့မနေနဲ့ကကျွန်တော်မိတ်ဆွေအရင်းတွေလို့လဲပြောလို့ရတယ်လို့စိတ်ကူးရင်လေးချင်ငန်းစင်းတဲ့နတ်သမီးတွေလို့လဲပြောလို့ရတယ်အပြင်လောကမှာတော့သူတို့ဘက်ကမီးစိမ့်ပြတာတော့သူတို့အခြေအနေတွေကြောင့်လက်တွန့်နေပြီးတော့အမှန်ရနိုင်မာကြီးရောက်ပြီဟုတ်လာပြီမာကြီးဒါနဲ့မြောင်လုံးမပါဘူးလားမြောင်လောင်းဆိုတာသူ့သားလေးကိုစနောက်ပြီးခေါ်တာဖြစ်သည်ဒီကောင်ကပထမတန်းတက်နေပြီစော့တဲ့ကစားတဲ့အရွယ်ဆိုတော့ရုံးပိတ်ရဲ့ចောင်းပိတ်ရဲ့တွေဆိုတက်လေကမှပြေးတက်လိုက်ပြေးစင်းလိုက်နဲ့မြောက်ရှုံးအောင်စော့တာမပါဘူးရနိုင်ရေဟိုဘက်လမ်းမှာညာတရားပွဲရှိလို့သူ့ဖွားနဲ့လိုက်သွားလေရဲ့ဒါနဲ့ငါမှအကူညီတောင်းစရာရှိလို့စကားခဏပြောလို့ရမလားရတယ်လေမကြီးဝင်ထိုင်လက်ကျွန်တော်အခန်းကတယောက်တည်းနေတာဆိုတော့နည်းနည်းတော့ရှုပ်ပွားနေတာကျွန်တော်နေတဲ့တိုက်ခန်းကအခန်းပွဲမရှိဘူးဟောခန်းလိုမျိုးပေါ့အိယာနဲ့ထမင်းပါညာထိုင်စားတဲ့စပွဲမြင့်တလုံးပဲရှိတာမိဖို့ကြောင့်တဲမှာဆိုလဲထမင်းပေါင်းအပါဝင်ပကံ3ချက်လောက်နဲ့ပစ္စည်းနည်းနည်းပဲရှိတာမင်းင်းကိုထမင်းထိုင်စားတဲ့စပွဲမှာပဲနေရာပေးရင်သူ့အကူကြီးတောင်းတာကိုစိတ်ဝင်စားနားထောင်နေမိတယ်ဒီလိုလေးငါမောင်ရဲ့ဒီလကအမားတို့အခန်းလာစုပြင်ချွားမှာဆိုတော့ဝင်းနေတဲ့လူနေလို့ဆိုင်ကလည်းရောင်းရပေးမယ်ကုန်စည်နှုန်းတွေတက်တော့ခလေးချောင်းကြီးနဲ့မကမိဘူးဖြစ်နေတာကျွန်တော်သူပြောတာကိုနားထောင်ရင်တရေတက်လာတဲ့ကုန်စည်နှုန်းချောင်းလေးတွေးမိသည်ဟုတ်တယ်အခြေခံလက်လုံလက်စားသမားတွေအတွက်ဝင်ငွေနဲ့ထုတ်ငွေမညီမျှမှုကတဖြည်းဖြည်းကြီးလာသလိုအလုံးကိုင်းခွင်လန်းတွေကလည်းရှားပါလာတာလက်တွေ့ဒီခန်းတော့စာငါးတော့က3သိန်းလောက်ပဲပေးရတာခုဆို2သိန်းနာကပ်နေပြီဒါကြောင့်လေလောင်စာ8သိန်းလောက်ရတဲ့ဒီလုံလေးကိုတန်ဖိုးထားပြီးဝိရိယရှိရှိလုပ်နေရတာနေကိုလည်းတစ်လ2သိန်းလောက်ပြန်ပို့နိုင်တယ်လို့ကိုယ်တိုင်လေးနေစီစားစီအပြီးတစ်လကို3-4သိန်းလောက်စုမိသည်ဘောနက်စ်များရတဲ့လတွေဆိုပို့စုနိုင်တာပေါ့
ငါမောင်အဆင်ပြေရင်ကူညီနိုင်မလားလို့လေအမမှလည်းတခြားကူညီတောင်းစရာမရှိပြောရမယ်ဆိုဟိုအတန်းသွားဖို့ပဲကြံတော့တယ်ဟဲ့အဲ့ဒါကြောင့်ဘာပဲလုပ်ရငါမောင်စီမှာပဲအကူညီတောင်းကြည့်တာမနေ့ရဲ့စကားတွေကိုနားထောင်ရင်ရန်ကုန်ရောက်ကစားကအလုံးမရခင်ဘွားကိုတော့ပြန်တတိရမိသည်ဘွေးရထားပေမဲ့အလုံးတွေ့ကြုံမရှိတော့ဘယ်လုံးကားမှမခေါ်ခြင်းဒါကြောင့်လဲပွဲလက်မကြီးခိုင်းပြီးလုံခြုံရေးဝင်လုပ်ခဲ့ရသည်ခုလဲမနေ့တယောက်တော်တော်အခက်ခဲဖြစ်နေပုံရသည်သူပြောတဲ့စကားတွေနဲ့သူ့အလှပါတွေကိုတိတ်တကိုးသဘောကျနေခဲ့တာကြောင့်ငယ်ပေါင်းကြီးပေါ်ပါဒေါသထွက်လာသလိုပဲ။အားကြီးဘလောက်လိုတာလဲ။ကျွန်တော်ကူညီပါမယ်။အခွင့်အရေးယူလဲတော့မထင်နဲ့နော်။ကျွန်တော်ကိုလည်းပြန်ကူညီပေးရမယ်နော်။အလောက်ကနေအိမ်ပြန်ရောက်ပြီးရေချိုးဖို့လုပ်နေတာ။မနေ့ရောက်လာတာနဲ့တိုက်ဆိုင်သွားတော့မစိုးဝဲရှိနေတာပေါ့။ဒါကြောင့်လဲစိတ်တူနေတဲ့အခြေအနေကိုလွတ်လပ်စွာထုတ်ဖော်ပြသရင်အသိစိတ်တွေနဲ့အဆက်အသွယ်ပြတ်သွားမိတယ်။ကျမ်းမာတန်ဆွမ်းလွတ်လိုက်တာဟဲ့ဒီတိုင်းဆိုအမစိတ်ကူးမှပြီထင်ပါရဲ့အခက်ခဲတွေအတွက်စိတ်အေးရသလိုရွှေတွင်းကြီးကိုတွေးလိုက်ရသလိုပျော်ရွှင်မှုတွေကြောင့်လားမသိမနေ့တယောက်အယောင်ဝင်းလက်တဲ့မြုံဝင်းတွေနဲ့ကျွန်တော်ကိုမသိတဲ့သူတယောက်လိုကြည့်ရင်ရေရွတ်နေတာအမ3သိန်းလောက်ပဲလိုတာရဲ့နိုင်မနေ့ပြန်မှလာယူမယ်နော်ပြီးရင်အမတပတ်လောက်နေတာနဲ့ပြန်ဆက်မှာနော်ဒါကလည်းငါမောင်ကိုသဘောကျလို့လိုက်လျောတာကူညီပေးလို့မဟုတ်ဘူးနော်ပြီးတော့ခုတော့ခဏနေလိုက်အောင်အမညမှထွက်လာခဲ့မယ်ပြောဆူဆူနဲ့မနေ့တယောက်လှည့်ထွက်မယ်လို့တော့ကျွန်တော်တားဆီးလိုက်မိတယ်ခန်းစားချက်တွေအတွက်တဖွာဖွာတောင်းဆိုတော့သမီးစီစံနဲ့ရွှေလင်ပန်းကိုတောင်းတဲ့ခလေးလိုပါပဲပြတိမောက်တကားစီကဖြာချနေတဲ့နေအောင်ကြီးလေးရဲ့အိတ်တန်းတက်အသိပြနေကြတဲ့ကြီးငှက်တန်တွေကြားမှာမနေ့ရဲ့လွတ်လပ်နေတဲ့ရွှေဟိုးကြီးကဓာတ်ပုံနှစ်နန်းလိုပါပဲလူသူမရောက်တာကြပြီးကြောက်လားမသိတောထနေတဲ့အလားပါတွေရဲ့ဆွေးငင်အားကောင်းဆုံးတဲ့စွားတွေလည်းမှကျွန်တော်ခဏလေးနဲ့ပြူလဲခဲ့ရတယ်ဒီတိုင်းဆိုငါမောင်ပွဲတာရတာပညာမစုံသေးဘူးပဲညဆိုင်ရင်တေချာလေးလာဖို့ပြင်ထားတော့မနေ့ကပျော်ရွှင်ကြည်နူးတဲ့အပြုံးတွေနဲ့ကျွန်တော်ကိုစားနောက်ရေးပြန်ထွက်သွားတော့ဝမ်းနေတယ်လို့တေချာတာတစ်ခုကကျွန်တော်နက်ပြည်ကိုရောက်ဖူးခဲ့ပြီမနေ့ဖြန်နေအတွက်လည်းလိုအပ်နေတဲ့အတွေ့အကြုံတွေရရှိခဲ့ပြီဒါကြောင့်လည်းဘာကိုမှတွေးတော့မနေတော့ပဲပရိပေါက်တကားစီကဖြတ်တန်းလာတဲ့လင်းကြီးလေးတွေကိုတဝါကြီးယူရှိုက်လိုက်သည်ဟုတ်ကဲ့ပါပရိသတ်ကြီးအဆုံးထိအားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နော်စာအုပ်လေးကိုသဘောကျစိတ်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးအားပေးသွားကြပါဦးရှင်